ထိုအချိန်တွင်စူစီမိုမပြောပြခဲ့သောအရာတစ်ခုရှိ၏စုမိသားစုအတွက်သူလက်စားချေရပြီလိမ့်မည်ဗီဒီယိုလေးမစခင်ညီမတို့ရဲ့ Just YM Channel လေးကို Subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပါတယ်ရှင်စူစီမိုအခန်းထဲမှပြင်ထွက်လာ၏စူစီမို၏ပုံစံကအနှဲငယ်မူမမှန်တာကိုဦးလေးချန့်တတိထားမိလိုက်၏ဦးလေးချန့်စီသူ့နောက်သို့အမိပြေးလိုက်၏လေတံခတ်တိုးတိုးဖြင့်ပြိုးလိုက်၏ဒုတိယသခင်လေးစိတ်လိုက်မှန်ပါရီမလို့ပါနဲ့ရန်ဘရင်ကိုနောက်ထပ်လှုပ်ကြံဖို့ဆိုလားမထင်နိုင်တော့ပါဘူးအလွန်ဆုံးစူမီတော်စုကအဝေးတနေရာကိုပြောင်းသွားယုံမော့ကဘာကြီးကကျေပါရီကျွတ်တို့နေစရာတနေရာတော့ရှိမှာပါဦးလေးကျန်တင်းကစိုးရင်လိုနေတာပဲကျုပ်ရန်ဘရင်ကိုတွားပြီးမလှုပ်ကြံပါဘူးစူစီမိုသည်ခေါင်းကိုခါရမ်းလိုက်၏သူ့အမူအရာကလိန်နေပြီးဟုမထင်ရပြီဦးလေးကျန်သည်ခေါင်းညိတ်လိုက်ပြီးမယုံမရဲနေကျစ်တို့လောလောဆယ်ဇက်မြုပ်နေထိုင်ဖို့အတွက်တစီရကို ဖြောင်းရွှေ့ကြမလို့ဘာပဲပြောပြောအဲ့မှာကမဟူရာချက်ဝတ်မြင်းစီစစ်တေတော့9000ရှိနေသေးတယ်ဒီမှာထက်ဆိုင်ရင်တော့ပိုလုံချုံပါပဲဒုတိယသခင်လေးတင်လဲကျစ်တုံးနေအတူလိုက်ခဲ့ပါလားဟုပြောလိုက်ကျုပ်ဒီမှာလှုပ်เสียလေးနည်းနည်းရှိသေးတယ်ဗျသွားနေကြပါတစီရကိုနောက်ကနေကြုံလိုက်ခဲ့ပါမယ်ဟုစူစီမိုသည်စကားလမ်းကြောင်းပြောင်းလိုက်ဘေးဘက်ရှိစုံချီကိုညွှန်ပြကဒါကတော့မစ္စတာစုံချီလို့ခေါ်တယ်သူကစူမီတောက်စုကိုကာကွယ်ဖို့ရောက်လာတာပဲအရေးကင်းစတစုံတရာရှိရင်သူနဲ့အတူတိုင်ပင်ဆွေးနွေးကြပေါ့ဟုဆိုလိုက်ဦးလေးကျန်ကအများကြီးအရေးဆိုင်မနေကြီးစုံချီသည်တိုင်းလောကတွင်စူစီမိုတိကျွမ်းလာခဲ့တော့မိတ်ဆွေတယောက်ဖြစ်မိဟုသာတွေးလိုက်စူစီမိုသည်လွှဲထွက်ခဲ့သူခြံတကားဝါနာသို့ရောက်ခါနီးတွင်စုံချီကနောက်ကနေအမိပြေးလိုက်လာသခင်လေးစုတင်ရန်ဘရင်စီကိုတောမလို့လားစုံချီသည်စူစီမိုထံမှတပ်ဖြတ်လူစိတ်ကိုအာယုံခံမိထို့ကြောင့်သူ့ရည်ရွယ်ချက်ကိုမေးလိုက်ခြင်းဖြစ်စူစီမိုသည်ဘာမျှပြန်မဖြေဘဲလမ်းဆက်လျှောက်နေလိုက်စုံချီသည်နောက်တစ်ဖန်အမိပြေးလိုက်လာပြီးလေးနက်သောအသံဒီထားဖြင့်ဖြိုးလိုက်သခင်လေးစုတင်ကအနီးကတိုက်ခိုက်ရအရန်ကောင်းပြီးချီစုဖွဲစစ်တေတော်ကိုတောင်တတ်နိုင်တာကျွန်းတိပါတယ်ဒါပေမဲ့အဲ့လာကတယောက်ချင်းတိုက်ခိုက်တဲ့နေရာမှာပဲအလုပ်ဖြစ်မှာပေါ့စစ်တပ်ကြီးနဲ့အဝိုင်းခံရတဲ့အခါချီစုပွဲစစ်တေတော်နားကိုတင်ဘလို့ချီးကံမလဲတင်အတွက်အခွင့်အရေးကလုံးဝမရှိသလောက်ပဲတင်ရန်ဘရင်ကိုတတ်နိုင်ခဲ့ပြီးထားအောင်ယူအဲ့လောက်ထူးထက်တာချထားတဲ့အဆောင်တွေကြားကနေဘလို့လွတ်အောင်ပြန်ထွက်မလဲအဲ့မှာမျိုးဆောင်တက်ရှိမယ်ရှေ့တန်းအထူးတက်တွေလည်းရှိမယ်ဒူးလေးကိုင်အဝေးပိတက်တွေအပြင်ချီစုပွဲစစ်တီတော်တွေလည်းရှိမှာပဲတင်မပြောနဲ့ပကတိချီစုပွဲစစ်တီတော်တောင်ရန်ဘရင်ကိုလှုပ်ကြံတက်ဖြတ်နိုင်ဖို့ရာအခွင့်မရှိဘူးအသက်ရှင်လျက်ပြန်ထွက်နိုင်ဖို့အခွင့်အရေးကစုံညပဲဟုတ်ပါပြီစူစီမိုဒီတုံမုံနေတဲ့မျက်နှာသားနဲ့ရုတ်တရက်လွှဲကြည့်လိုက်စုံချီတယောက်တုံလို့လမ်းထျံသွားစူစီမိုကမျက်နှာသေးနဲ့ပင်ခမည်းရဲ့တာလွန်ကစူမီတောက်စုကိုကာကွယ်တာပေါ့ကျုပ်ကိုစိုးရိမ်နေဖို့မဟုတ်ဘူးကျွတ်ဆက်ပြောလိုက်ဟုတ်တော့ဟုတ်ပါတယ်စုံချီကထပ်ပြီးဖြောင်းမြက်လို့ရှိသည်စူစီမိုကလက်ကားပြလိုက်ကျုပ်အကိုကိုခမည်းလက်ထဲအပ်ရမှာတယ်သူ့ရဲ့ခန္ဓာကိုယ်တဲ့ဒဏ်ရာတွေကိုခမည်းပြုစုကုသနိုင်လိမ့်မယ်လို့ကျုပ်ထင်ပါတယ်သူ့ရဲ့ရင်ထဲကစိုက်ထံရာအတွက်ကကျုပ်တာဝန်ထားလိုက်ပေါ့ထို့တူပြူပြီးနောက်စူစီမိုသည်ကောင်းကင်ထဲသွားခြေလင်းကိုထုတ်ဖော်လိုက်မျက်စိရှိမှထွက်ခွာပျောက်ရှုံသွားလေစူစီမိုသည်ပင်ရန်မြို့လမ်းကျွားတွေမှလင်းမြန်စွာပြေးလာသူမျက်လုံးထဲမှအေးဆက်ခတ်ထမ်းမှုကလွဲသို့ဘာမျှမရှိကြသူ့ရင်ထဲမှာမီးတောက်တစ်ခုကစတင်လောင်ကျွမ်းနေပြီးတဆဆအရှိန်ဟုန်ပိုကောင်းလာလေထိုမီးတောက်ကရန်သူရဲ့သွေးထဲမှငင်းတက်လို့ရပြီလိမ့်မည်စူစီမိုဒီမြာမီတာသူ့အိမ်သို့ရောက်လာသူဒီတထားကိုတွင်းဖွင့်လိုက်ပြီးကျင်ချမ်းကွင်းသို့တန်းသွားလိုက်ကျင်ချမ်းကွင်းတွင်ဒဲရွက်ကအစိမ်းရောင်ကြောက်တုံးပေါ်တွင်ပြင်းရီနီးတွဲလေးထိုင်နေဆဲဖြစ်သူမသည်ထူးမချနာအမူအရာနှင့်ပင်စူစီမိုကိုတစ်ချက်လမ်းကြည့်လိုက်သူနှင့်ဒဲရွက်နောက်ဆုံးတွေ့ဆုံတာကတစ်နှစ်တောင်ကြာခဲ့ပြီသူမကဘာမှမပြောင်းလဲသွားခဲ့ပြီအရင်လိုပဲလွန်စွာချော်မောလာပနေစေထိပြီးအသက်လည်းပိုကြီးလာသည်ဟုမထင်ရပြီစူစီမိုသည်တစ်နှစ်ကြာပြီးနောက်ဒဲရွက်နှင့်ပြန်တွေ့ဆုံသောမြင်ကွင်းပုံစံမျိုးမျိုးကိုစိတ်ကူးပုံဖော်ကြည့်ခဲ့ဘူး
ဒါပေမဲ့အခုပုံစံကသူစိတ်ကူးထားသောပုံစံများတစ်ခုမျှနဲ့မတူပေကျုံသွားတော့မယ်စူစီမိုသည်ခေါင်းကိုငုံပြီးညင်သာစွာ挑လိုက်၏ဒဲရွက်ကိုသူမမော့ကြည့်တာပြီအော်ဒီတစ်ခါထွက်သွားပြီးရင်ကျုံပြန်လာနိုင်ခြင်းမှပြန်လာနိုင်တော့မယ်သွားပြီးအသေးခံမလို့လားအဲ့လိုပြောမယ်ဆိုပြောလို့ရပါတယ်သူရင်ဆိုင်ရမယ်သူကလူတစ်ယောက်မဟုတ်ဘူးတိုင်းပြည်တစ်ခုလုံးနဲ့ဖြစ်သေးတယ်ဒါအပြင်ကျင်ကျန်းကွင်းကိုတစ်ခုပါသေးတယ်ကျင်ကျန်းကွင်းကိုဆိုတာကအနည်းဆုံးအခြေတက်အကျင့်ကျန်းကျင့်သူတစ်ယောက်ရှိတယ်သူများနိုင်ငံထဲကိုဝင်ပြီးသူတို့ဘရင်ကိုတွားပြီးလှုပ်ကြံတက်ဖြတ်မယ်ဆိုတော့မှစူစီမိုဒီအသက်ရှင်လျက်ပြန်ထွက်နိုင်ဖို့ကိုမျှော်လင့်မထားခဲ့ပြီဒါကသူတို့နှစ်ယောက်နောက်ဆုံးနှုတ်ဆက်ခြင်းထိကောင်းထူပေးလိမ့်မည်ဒဲရွက်ကစူစီမိုကိုကြည့်လိုက်ပြီးသူမမျက်လုံးထဲတွေနူးချံညင်သာထိုးရှိနေမင်းကတေးရမယ်ဆိုတာသိနေတာနဲ့ရအောင်သွားအောင်မလားစူစီမိုစိတ်စိတ်တာနေလိုက်ဒဲရွက်ကဆက်ပြောလိုက်တကယ်လို့မင်းမှနောက်ထပ်ရွေးချယ်နိုင်တဲ့လမ်းတွေရှိသေးတယ်မင်းအခုချိန်ခေါင်းငုံတီးကန်ပြီးလုံလောက်အောင်တန်မာလာတဲ့အထိဆက်လက်ချစ်မယ်ဆိုလေရတာပဲစိတ်အယုံမြင်ကွင်းတွေကစူစီမို၏စိတ်ထဲမှာထက်ခနဲပေါ်လာပြီလွန်ခဲ့တဲ့16နှစ်ကိုပြောင်ရောက်သွားသလိုဖြစ်နေစေပါချက်အထောက်တောင်းများအောက်မှာသူမိဘတွေဘလို့ဆူဆူဝါးဝါးတည်ခဲ့မှုကိုသူမြင်ရောက်လာခဲ့၏စူမီသားစုတုတ်တန်ခံရပြီးသွေးမြစ်စည်းလဲအလောင်းတွေတောင်းလိုပုံထောက်နေပုံကိုသူမြင်ရောက်လာခဲ့၏နောက်ဆုံးမှာသူ့အကူကြီးဖြူဖြွေသွားသောစပင်များပင်လီဝါတန်းနေတဲ့မျက်နှာနဲ့မျောလင့်မဲ့မရှိသောမျက်လုံးများကိုစူစီမိုမြင်ရောက်လာပြန်သည်ငါဘာကြောင့်ကြင်ကြမ်းရတာလဲစူစီမိုသည်ဒဲရွက်ကိုမေးသလိုလိုသူ့ဘာသာတယောက်တည်းရေရွက်သလိုလိုနဲ့ရုတ်တရက်လွတ်ကနေပြောလိုက်၏ငါကခေါင်းငုံငိမ့်ခံခြင်းလူလေ့ကျင့်ခဲ့တာပဲငါကအဲ့လိုလုပ်ချင်ရင်လွန်ခဲ့တဲ့တနေ့ယောက်ကပကတိကန်းလန်အနိုင်ကျင့်နေတုန်းကငါဒူးထောက်ခဲ့မှာပေါ့ငါကအဲ့လိုလုပ်ချင်ရင်ဇောင်းတင်ရွမ်းကငါ့ကိုတတ်ဖို့လာတုန်းကငါအတနာခံတောင်းပန်ခဲ့မှာပေါ့နောက်တစ်ခဏတွင်စူစီမိုသည်ရုတ်တရက်ခေါင်းမော့လိုက်၏သူ့သွေးတွေကစူးပွက်လာပြီးမျက်လုံးများကနီရဲလာ၏သူသည်အော်ပြောလိုက်၏အဲ့ဒါကမမျှတဘူးလို့ကြုတ်ခံစားရမှာကြုတ်မျှတအောင်လုပ်ပေးရမှာသူကတိုင်းပြည်ဘရင်ဆိုတော့ဘာဖြစ်လဲသူမှကြောထောက်နောက်ခံကျင်ချမ်းကွင်းကိုတခုရှိနေတာဆိုတော့ဘာဖြစ်လဲကျုံနှလုံးသားကတေးစင်ပေါ်တူလို့ထင်မိတယ်အဲ့ဒီလူကိုကြုတ်တက်ရမှာတသက်လုံးခေါင်းငုံနေပြီးရှောင်တိတ်နေရတာထက်စားရင်ခဏဖြစ်ပြီးရဲ့ခေါင်းမောင်းရင်ကော့ပြီးကြီးကျယ်ခမ်းနားစွာနေလိုက်တာကပိုကောင်းပါရဲ့ကျုပ်ကကိုခံစားရတဲ့အတိုင်းအတိအကျလက်တွန်ပြန်နိုင်ဖို့ကြင်ကြမ်းခဲ့လာပဲမျက်လုံးတစ်လုံးအတွက်မျက်လုံးတစ်လုံးပြန်ပေးဆက်ရမယ်လို့လက်ခံထားလို့ကြင်ကြမ်းခဲ့တာပဲကောင်းတယ်ဒဲရွက်ကခေါင်းကျိတ်လိုက်၏တနေ့တဝက်ကြင်ကြမ်းလိကျင်ပြီးနောက်ဒဲရွက်ကသူမကိုတခါမှမကြည့်ကျူးခဲ့ပြီဒဲရွက်စီမှာဒီလိုစကားမျိုးထွက်လာတာကိုကြားရတာဒါပထမဦးဆုံးအကြိမ်ဖြစ်လေဒဲရွက်ဤမျက်လုံးထဲတွင်နှတောက်စိတ်ဆန်သောအလင်းများကတဖြက်ဖြက်လက်သွား၏ထို့နောက်စူစီမိုဘောက်ခန္ဓာကိုယ်ထဲတွင်တုတ်တန်တစ်ခုမှဂါထာစာကြောင်းများကတစ်ခုပြီးတစ်ခုပေါ်လာလေဒါကအယိုးကြန့်ခိုင်းစေခြင်းတုတ်တန်ပဲအဲ့ဒါကနတ်မြင်းသားစီဘရင်ကနေစင်းသိင်းခဲ့တာပဲနတ်မြင်းရဲ့အယိုးကအလွန်မားကြော်တယ်သူကဒုံဆိုင်ပြေးလွှားတာထဲမှာအမြန်ဆုံးပဲသူကအလွန်ပောက်ခွဲအားပြင်းထန်ပြီးခံနိုင်ကြည့်ရဲ့ကလည်းမြင့်တယ်ငါမင်းကိုနောက်ထပ်ကိုဟန်ပုံစံ၃မျိုးကိုထပ်တင်ပေးလိုက်မယ်နတ်မြင်းဖြူခွဲနတ်မြင်းနင်းချေမုံနတ်မြင်းရှစ်လက်ပြေးထွက်သူပဲသွားရလန်းတစ်ချောင်းမင်းအဲ့ဒါကိုစ조사ပုံဖော်ကြည့်သွားမင်းအဲ့ဒါကိုနားလဲတက်မြောက်မိဆိုရင်အဆင့်ဆယ်ပကတိချီစုပွဲစစ်တီတော်နဲ့ရင်ဆိုင်လို့ရပြီဒဲရွက်ကအစိမ်းရောင်ကြောက်တုံးပေါ်မှာခုန်ဆင်းလိုက်ပြီးလူရင်ကွက်ညားကိုစတင်တရုပ်ဖော်ပြသလိုက်စူစီမိုသည်မျက်လုံးပင်မှုခတ်ရပဲကိုဟန်ပုံစံ၃မျိုးကိုအာယုံစိုက်မှတ်သားနေလေရံပရင်ကိုတက်ဖြတ်ပြီးအသက်ရှင်လျက်ပြန်ထွက်နိုင်မှုရာဒါကနောက်ဆုံးမျောလင်းချက်ဆိုတာစူစီမိုသိထားလေတိမကြခင်ဒဲရွက်ကကိုဟန်ပုံစံ၃မျိုးကိုတရုပ်ဖော်လို့ပြီးသွား၏သူမသည်စူစီမိုကိုကြည့်လိုက်ပြီးပြောလိုက်ကောင်းကောင်းသွားပါတတိပြီးချင်တာတခုရှိတာကနတ်သားစိတ်ကြင်ကြမ်းသူတွေကပြိုင်ဘက်ကိုအဆင့်ကျော်ပြီးတက်ဖြတ်တဲ့နေရာမှာအတော်ဆုံးပဲ
အခုလက်ရှိမင်းရဲ့စွမ်းရည်အရာဆိုမင်းကအခြေသက်ကျင့်ကြံသူတွေကိုမမီပေမဲ့သူတို့အနည်းကိုချီးကပ်နိုင်မယ်ဆိုရင်မင်းသူတို့ကိုတတ်နိုင်တဲ့အစွမ်းရှိတယ်။စူစီမိုခေါင်းငိတ်လိုက်အခြေတက်ကျင့်ကြံသူတွေကဓာပြန်းတွေကိုထင်းချုပ်တိုက်ခိုက်ရမှာခြေစုပွဲစစ်တီတော်မှထက်များစွာပုံမိုလွှတ်ရှင်းစွာကင်တွင်နိုင်ကြ၏သူတို့တွင်အခြားအဆင့်မြင့်သောတိုက်ခိုက်နည်းများနှင့်ခုခံစွမ်းရည်များလည်းရှိသူတို့သည်စူစီမိုကတပ်ဖြတ်စွမ်းရှိတို့ဆိုရလဲအခြေတက်ကျင့်ကြံသူတွေကလည်းအားနည်းချက်မရှိတာတော့မဟုတ်ဘူးသူတို့ခန္ဓာကိုယ်ကချီစုဖွဲစစ်တီတော်များထက်ပုံမိုကျင့်ခိုင်ပေမဲ့စူစီမိုနဲ့တော့မရင်နိုင်ဘူးစူစီမိုသာအခွင့်ရှာလူသူတို့အနီးရောက်အောင်ချီးကပ်နိုင်ခဲ့လို့ရှိရင်သူဒီသူတို့ကိုနေရာမှာတွင်ပွဲချင်းပြီးတက်ဖြစ်နိုင်လီတို့ရပင်အပြောလွယ်သလိုလောက်ရတာကခက်သည်စူစီမိုဒီသူမနေခွဲရမယ်ဆိုတော့မြတ်မောတစ်တားစိတ်ကိုမထင်းနိုင်ပဲဒဲရွက်ကိုကြည့်လိုက်ပြီးပြောလိုက်မစ္စဒဲရွက်ကျုပ်သွားတော့မယ်ဒဲရွက်ကသူ့ကိုကြောပိုက်ပက်ပြီးလက်ဝိပြလိုက်စူစီမိုသည်အသက်ပြင်းပြင်းတစ်ချက်ရှူထုတ်လိုက်ပြီးဝေးကောက်သောအရက်အတီရန်တိုင်းတီမင်းမြေပြည်တို့ဘက်ကိုမျောလင့်ကြည့်ပြီးကျင်ကျန်းကွင်းထဲမှလှမ်းထွက်လာခဲ့သူသည်လက်သီးကိုဆုပ်၍တလုံးချင်းပြောလိုက်လေရန်ပြင်းကြီးမင်းလေပင်ကိုတောက်ထားလိုက်တော့ငါလာနေပြီအဆုံးထိနားထောင်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်ညီမတို့ channel လေးကို like and subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပါတယ်ရှင်နောက်ဗီဒီယိုလေးမှာပြန်တွေ့မှာနော်